ဒီနေ့တော့ကြာလန်ကြော်မယ်ရှင်အညာသူပဲစီတန်လေးနဲ့ကြာလန်ကြော်မယ်နော်ဒါလေးကတော့အညာသူမြေပဲစီတန်လေးပေါ့နော်မွေးကြိုင်းတာပဲရှင်စီဘူလိုင်းတော့တက်တယ်လေးထည့်လိုက်တယ်ဒါလေးမွေးလိုက်နော်ဒီကြက်သားလေးပေါ့နော်စားပြားနေပြီးတော့လုံးလုံးစင်းခါလေးထည့်လိုက်တယ်ကြက်သားလေးမျိုးအောင်ရင်းနှီးနှီးနဲ့ထည့်လိုက်မယ်ကြက်သားလေးကအချွေလေးနဲ့ထည့်လာအောင်လို့ပေါ့နော်ကြက်သားလေးတွေချက်ပြီးဆိုရင်ဥနီလေးထည့်လိုက်တယ်တော်တော်လေးကိုနှိမ့်ကြနော်ဥနီလေးမချက်သေးရဖြစ်တဲ့အချိန်မှာကော်ဖီလေးထည့်လိုက်ရင်ဖြင့်စားလေးနဲ့ထည့်မယ်ချုံမုံလေးနဲ့ထည့်မယ်ပဲငါပြားလေးနဲ့ထည့်မယ်ခရုစီလေးနဲ့ထည့်မယ်ရှင်ကြားလေးလည်းနည်းနည်းထည့်လိုက်မယ်စီးကြိုသမားတွေကတော့အချုံမုံနဲ့ပဲလုပ်ပါနော်နောက်ကြက်ဥလေးနည်းနည်းကြော်မယ်ရှင်းကြာတန်ကြော်လေးထည့်ဖို့အဲ့ခါကျရင်တော့စီလေးကိုပါစကာလေးနဲ့ပေါ့နော်ညာသူမြေပဲစီလေးနဲ့ပဲကြက်ဥလေးတစ်လုံးကိုစားချုံမုံလေးစားချုံမုံနဲ့နေထားတဲ့ကြက်ဥလေးတစ်လုံးကိုပြားလေးထည့်ကြော်လိုက်တယ်ပေါ့ရှင်ဒီကြက်ဥလေးချက်ပြီးဆိုရင်ဆယ်ထားလိုက်မယ်ပေါ့နော်အလူမြေပဲစီလေးထည့်ပြီးတော့ကြာစံလေးကိုတက်တက်ကြော်မယ်ရှင်ကြာစံလေးရွယ်ပေါ့နော်ကြာစံလေးထည့်လိုက်တယ်ရှင်ကြာစံထဲမှာပန်းငါပြားရဲ့အကြီးရဲ့အနောက်ရဲ့ဖြူလေးရဲ့ကိုခဏစားသွင်းတဲ့ဒုံးကြီးထည့်ထားပါတယ်ဒီနော်ခုနကကြော်ထားတဲ့စိမ်းရော်လေးကိုထည့်လိုက်တယ်ရှင်ကြာလန်လေးတွေကိုဣသွားအောင်ခဏဆောင်းလိုက်မယ်ရှင်
ထားတဲ့ကျုပ်လေးကိုသေးသေးလေးညှပ်ပြီးတော့ထည့်လိုက်တယ်ရှင်နည်းနည်းလေးပေါ့နေလို့ငံကြိုင်လေးနည်းနည်းထည့်လိုက်တယ်စားလေးနည်းနည်းထပ်ထည့်လိုက်တယ်ချုံမုံလေးနည်းနည်းထပ်ထည့်လိုက်တယ်ရှင်ပြီးရင်တော့တော့မယ်လေးထပ်လိုက်မယ်ရှင်ပြီးရင်ငရေကောင်းလေးလည်းခတ်လိုက်မယ်ညာသူမြေပဲစီသားလေးနဲ့ကြော်ထားတဲ့ကြာစံကြော်လေးရပါပြီရှင်ဒါဆိုရင် like and subscribe လုပ်ပြီးအားပေးကြပါဦးနော်ညာသူမြေပဲစီသားရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်